ချိန်စောနေစေပေတောင်မြင်ပေကမ်းမစီကို၍နောက်ခုစရာသူရှာလူရဲ့အပြေးလေးလမ်းကြတယ်ဟိုဒီမှာကွယ်တောင်ခုံပြင်းဝဲဝင်ကရဲ့ခုနာရဖို့ရဲ့ဒါရေးလိုက်သူအပေါ်ဝဲရက်ကလို့သူပါသွားမယ်မြမစင်ခေါ်နာရဖို့ရဲ့ခုတော့လေသူတည်တယ်မေရှင်နာစရာအမုန်းစကားတွေရဲ့နောက်ခုရန်